အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော်နေ့ကောင်းတော်နေ့ဖြစ်ပါစေအခုကျွန်တော်အလုပ်လုပ်တဲ့ဆိုင်ရှေ့မှာပေါ့နော်ဆိုတော့ဒီနေ့ကကျွန်တော် advertising လုပ်ဖို့ဖြစ်တယ်အဲ့ဒါကြောင့်မို့အခုဒီရက်ွက်ထဲမှာတွားပြီးမှဒီ menu ပေါ့နော်လက်ကမ်းပြီးမှကျွန်တော်ကြော်ညာဖို့ပေါ့နော်2နာရီလောက်ကျွန်တော်အချိန်ယူပြီးတွားမှာဖြစ်တယ်ဆိုတော့တစ်ချိန်တည်းမှာပဲကျွန်တော် Facebook မှာရှိတဲ့မိတ်ဆွေတွေကိုလည်းဒါကျွန်တော်ကြော်ညာချင်တယ်ပေါ့နော်ဆိုတော့ဒီနေရာကကျွန်တော်တို့ဒီ Chinatown ရဲ့ Houston Chinatown နားမှာဖြစ်တယ်ဆိုတော့တိတ်မဝေးပေါ့နော်ဆိုတော့ဒါ Chicken Factory လို့ခေါ်တယ်ကျွန်တော်တို့ကျွန်တော်ဘောလုံးပွဲတွေပါလေကြီးလို့ရတယ်အဖွက်လိုက်ပေါ့နော်ကျွန်တော် four script ကျွန်တော်လာထပ်ထားတယ်အဲ့တော့ကျွန်တော်ဆရာ brother Kevin ကတော့ဟိုမှာအခုဒီနေ့ဒီ chef လုပ်နေတယ်အထဲမှာကြော်နေတယ်ဆိုတော့ကျွန်တော်တို့အချိုရည်တွေဒီမှာ TV ပေါ့နော်ဒီမှာကအမဒီကြော်နေတယ်နော်ကျွန်တော်အဲ့လိုโอเคဒီနေ့ကတော့ကျွန်တော်အလဲကတော့advertising လုပ်ဖို့အလဲဖြစ်တယ်ပေါ့နော်ခဏကြာရင်ကျွန်တော်သိမကြခင်မှာကျွန်တော် menu ကြိုင်ပြီးမှဒီရက်ွက်ထဲမှာရှေ့က guest side တို့ပါပေါ့နော်လမ်းတောင်းနေမှာကျွန်တော်အဲ့ဒီကြော်ညာကိုသွားပြီးလက်ကန်သွားမှာ like ဒီကမ်းမှာဖြစ်တယ်ခဏတော့မိဘူးကြောင်မှာကျွန်တော်ဆရာလို့ပြောလို့ရတယ်ကျွန်တော်တထေးကနော်သူကိုယ်တိုင်ကြော်နေတာဖြစ်တယ်ဒီနေ့ကတော့အလုပ်သမားတွေကိုကျွန်တော်တို့နားခိုင်းထားတဲ့ဟိုချို့off day ပေါ့နော်ညနေပိုင်းမှပြန်လာဝင်မဲ့လို့ရှိတယ်ဆိုတော့ဒီ business ကတော့အခုမှအစပြုလုပ်တာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ first location ဖြစ်တယ်အခုတိတ်မကြခင်မှာကျွန်တော် second location ဖွင့်ဖို့လည်းရှိတယ် third location နဲ့ကျွန်တော်တို့ငါးဆိုင်မြောက်ထိပေါ့နော်ကျွန်တော်တို့ဖွင့်သွားဖို့ရှိမယ်ဒါပေမဲ့သူကအတစ်လုပ်ငန်းအတစ်ဖြစ်တဲ့အတွက်သူရဲ့apply လုပ်ရတာတွေကျွန်တော်တို့နေရာထိုင်ခင်းပြင်ဆင်ရတာတွေအချိန်တွေပေးရတာဖြစ်တဲ့အတွက်ပေါ့နော်အနေငယ်အချိန်ယူရပါတယ်လို့ဆိုတော့စိတ်ဝင်စားတဲ့လူတွေเนาะကျွန်တော်ကိုမေးမြန်းလို့ရတယ်လို့ဒီလုပ်ငန်းဟာကျွန်တော်တို့မြန်မာလူမျိုးတွေကိုလည်းကျွန်တော်တို့အခွင့်အလမ်းပေါ့เนาะမြန်မာလူမျိုးတွေအတွက်ကျွန်တော်တို့နောက်ပိုင်းမှာဒီကျွန်တော်အားလုံးတည်တဲ့အတိုင်းပဲဒီMadonna တို့လို့ Chefly တို့လို့စားရှိတဲ့ဖြစ် American Deli เนาะဒါဒီဟာကအခုကျွန်တော်တို့ဒီ Chicken Factory ကတော့ American Deli ရဲ့သူ့ရဲ့မူရင်းတထေးဖြစ်တဲ့เนาะဖခင်ကြီးကနေပြန်လဲပြီးမှကျွန်တော်တို့ ਨੇ brother Kevin နဲ့ကျွန်တော်တို့ ਨੇ အတူပြန်လဲလှုပ်ဆောင်တဲ့ business ဖြစ်ပါတယ်ဆိုတော့သူရဲ့လက်ရှိ American Deli လို့ခေါ်တဲ့ဒီ Dallas တို့ဒီ I mean ဒီ Texas မှာရှိတဲ့ဒီ business ကိုတော့တော်တော်များများကိုတော့တော်တော်များများမဟုတ်ဘူးเนาะဒီဘက်မှာတွေကတော့ပုံများတာပေါ့เนาะဒီ business ရဲ့ owner ကတော့အဲ့တထေးကြီးရဲ့တမီဒုတိယတမီကသူ့ရဲ့CEO position ယူပြီးမှသူ့ရဲ့ business သူ့ရဲ့ဟိုဖြစ်တယ်အခုကျွန်တော်တို့ကသူတို့ရဲ့ဒီ source တွေနဲ့ပဲပေါ့เนาะကျွန်တော်တို့ပြန်လဲပြီးမှအတစ်ပြန်လုပ်တဲ့business ဖြစ်တဲ့အတွက်เนาะကျွန်တော်တို့ရဲ့တီးရဲ့အတိုင်းဝိုင်းမိတ်ဆွေတွေကိုလည်းเนาะChicken Factory ဆိုတာရှိတယ်ဆိုတဲ့အကြောင်းလေးပေါ့เนาะကျွန်တော်တို့ဒီမှာသမင်းကြော်တွေရတယ်ကြက်ကြော်တွေရမယ်เนาะကျွန်တော်တို့အခုဒီမတိုင်းပေါ့เนาะဒီလိုကျွန်တော်တို့ win rice เนาะ fried rice ရှိမယ်ကျွန်တော်တို့ combo set တွေရှိမယ်เนาะအဲ့လို fried chicken เนาะအဲ့ဒါရှိတယ်အခု
တဖြည်းဖြည်းနဲ့လူတွေကတော့အများကြီးတီးလာတယ်ဖြစ်တဲ့အတွက်เนาะလူတွေအများကြီးစပြီးလာပြီဆိုတော့ကျွန်တော်တို့လည်းကျွန်တော်တို့ဒီ Houston ဒီ Chinatown မှာရှိတဲ့လူတွေကျွန်တော်တို့လာအားပေးလို့ရတယ်เนาะကျွန်တော်မြန်မာလူမျိုးတွေလာအားပေးလို့ရတယ်နောက်ပြီးဒီဟာကိုဒီ business ကိုကျွန်တော်တို့franchise တဘောမျိုးနဲ့ကျွန်တော်တို့ယူချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဆွေးနွေးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောပြရင်းပေါ့เนาะဒီများတော့ဒီ live เนาะဒီ video ကိုဒီမှာအဆုံးသတ်ခြင်းနဲ့ကျွန်တော်လည်းဒီနေ့ advertising เนาะတွားဖို့အတွက်ပြင်လိုက်ပါအောင်မယ်လေအားလုံး God bless you ပါပြန်တွေ့မယ်